လွှဲနဲ့ကိုကောင်းတယ်အဲ့လိုမျိုးလှုပ်ရှားနေတာကိုကလိုင်းမှာပြောမှရမှာကိုစကရင်ရှော့လေးချက်ပို့ပြီနော်ညီမကျေးဇူးပဲချက်ပို့ပြီနော်ကိုနော်ကျွန်တော်အားလုံးပဲ ကျွန်တော်တို့ပြောပြမယ်လားကိုလဲလို့ကိုလိန်တာကျန်းနေရာမှာလိန်လို့ရတယ်လိန်မင်းတို့ဖက်နေမင်းတို့ဘယ်နေရာမှာပဲလဲဘယ်နေရာမှာပဲလိန်အလိန်ခံရတဲ့လူကလည်းကိုညံ့လို့ကိုခံရတာခံဒီလှူတဲ့နေရာမှာတော့ကွာမလုပ်ကြပါနဲ့မင်းတို့ဘာလဲဘလို့စိတ်ကြမျိုးတွေလဲမင်းတို့မရှက်ဘူးလား တခုပြောရှင်းပါတယ်ကျွန်တော်နာမည်နဲ့ TikTok မှာ film မှာ live အလှခံနေတယ်လို့ကျွန်တော်ပြောကြတယ်ပြီးတော့လိန်ခံရတယ်လို့ကျွန်တော်ပြောကြတယ်အဲ့လိုမလုပ်ပါနဲ့ကျွန်တော်တောင်းပန်ပါတယ်ဘာကြောင့်လဲဆိုကိုတယောက်တည်းကောင်းစားဖို့အတွက်အများပြည်သူဒုက္ခရောက်နေတာလေးကိုကြည့်ပါနော်ကျွန်တော်ဆိုရင်သူများတွေတော့မှပဲနော်အားသွန်ခွန်ဆိုင်နေဒီအလူအတွက်ကိုစ조사နေတာမှအလူတွေလိုက်ခံရတာနဲ့စပြီးတော့အဲ့ဒါကိုမှဘလို့ကောင်းနေလဲမသိဘူးအဲ့ဒါကျွန်တော်လိုက်လှူနေတယ်အော်ဒီကောင်လှူဒန်းနေတယ်နော်ပြီးတော့မနေရဆိုရင်ကျွန်တော်မေဆိုရင်မူးလဲလို့ဆိုပြီးတော့ဖုန်းဆက်လာမသုံးဝင်းမောင်ဆိုပြီးတော့စေးုံတက်နေရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနားမှာအမေနားမှာကျွန်တော်မနေပေးနိုင်ဘူးကျွန်တော်သမီးလေးဖျားနေတယ်ကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်ဖခင်ကြောက်နေတယ်ကျွန်တော်ဥပိ္ပခါလောက်ထားတယ်ဘာလဲဆိုကျွန်တော်လိုက်လှူနေတာကိုဘလို့ကောင်းနေလဲမသိဘူးကွာရွာမှာလဲကျွန်တော်အိမ်ဆိုပြိုနေတယ်ကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်ပြန်ပြင်มาလဲမဟုတ်ဘူးကျွန်တော်တမိသားစုတော့ကြည့်ရမို့ကျွန်တော်အများပြည်သူရဲ့မိသားစုကျွန်တော်ကြည့်နေတယ်ကျွန်တော်ရဲ့နာမည်နဲ့အကောင့်တူနဲ့တော့လိုက်ပြီးမလိမ်စားပါနဲ့လို့ကျွန်တော်လေးတောင်းဆိုချင်ပါတယ်ကျွန်တော်လူတိုင်းနဲ့ဆိုရင်လည်းကျွန်တော်ရဲ့ KB ကောက်က660 60 1560ဖြစ်ပါတယ်